စိတ်ကူးလက်ယုံတဲ့တကဘာလုံးကိုသွားနိုင်တဲ့သူကြိုက်နေတဲ့ကောင်မလေးကိုလက်ဆောင်တစ်ခုပေးဖို့လုပ်နေတယ်။အဲ့ဒီချိန်မှာတခြားတစ်ယောက်ကသူ့လက်ဆောင်ကိုယူပြီးရေခဲပြင်ပေါ်ကိုလွှင့်ပစ်လိုက်တယ်။သူလည်းဒေါသထွက်ပေမဲ့တီးခံပြီးရေခဲပြင်ပေါ်မှာပြန်သွားယူခဲ့တယ်။ဖန်လုံးကိုကောက်လိုက်တဲ့အချိန်မှာပဲအောက်ကရေခဲပြင်ကြီးကရုတ်တရက်အကွဲသွားတယ်။သူလည်းရေထဲကိုပြုတ်ကျသွားခဲ့ပြီးမြုပ်သွားတယ်။အပေါ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့တက်လို့မရဘူးဖြစ်နေတယ်။သူလည်းရုံရင်းဆန်ခတ်ဖြစ်နေချိန်မှာသူ့ရဲ့ကိုယ်ထဲကစွမ်းအားတစ်ခုနိုးထလာခဲ့ပြီးတော့ရုတ်တရက်ចောင်းစာကြီးတိုက်ထဲကိုရောက်သွားတယ်။ဘေးကလူတွေလည်းလန့်သွားကြတယ်။သူကိုယ်တိုင်လည်းဘာဖြစ်သွားမှမသိခဲ့ဘူး။ကြောင်တောင်ဖြစ်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့တယ်။အိမ်ရောက်တော့သူ့ဖေကသူ့ကိုစူးဖို့အခန်းထဲဝင်လာတာနဲ့စာကြီးတိုက်ကိုတစ်ခါထက်ရောက်သွားပြန်တယ်။ဒီတစ်ခါမှာတော့သူ့မှာစွမ်းအားတစ်ခုရှိနေပြီဆိုတာသူသိလိုက်တယ်။သူလည်းဒီစွမ်းအားကိုပိုကောင်းလာအောင်တေချာလေ့ကျင့်ခဲ့တယ်။အစပိုင်းမှာတော့သူကတိတ်မကျွမ်းကျင်သေးဘူး။ဒါပေမဲ့ခဏခဏလေ့ကျင့်ရင်းနဲ့သူ့မျက်စိရှိမှမြင်ရတဲ့ဘယ်နေရာကိုမစိုးတိတိကျကျရောက်အောင်သွားလို့ရနေခဲ့တယ်။ဒီနေ့တော့မဂဇင်းတစ်ခုထဲမှာနာမည်ကြီးအဆောက်အုံတစ်ခုကိုကြည့်မိရင်သူ့အမေနဲ့သွားခဲ့ဘူးတာကိုသတိရသွားတယ်။အဲ့ဒီစိတ်ကူးတွေဝင်လာတာနဲ့တပြိုင်နက်အခန်းကြီးကတော့ခါလာပြီးမျက်စိတမိတ်အတွင်းမှာအဲ့ဒီအဆောက်အုံကြီးရဲ့အမိုးပေါ်ကိုရောက်သွားတယ်။အခုဆိုရင်တနေရာရာကိုသူစိတ်ကူးလိုက်တာနဲ့အဲ့ဒီနေရာကိုရောက်သွားတယ်ဆိုတာသိသွားခဲ့တယ်။သူလည်းအိမ်ကထွက်လာပြီးတခြားမြို့မှာအခန်းတစ်ခန်းသွားငှားပြီးနေလိုက်တယ်။လက်ထဲမှာပတ်စံမရှိတော့တာနဲ့အကျန်တစ်ခုရလာပြီးဘန်ကိုသွားခဲ့တယ်။ပြီးတော့လုံခြုံရေးကိုတန့်စင်ခန်းသွားခြင်းနဲ့ဆိုပြီးလိုက်ပို့ခိုင်းတယ်။ပြီးတော့ပတ်စံတွေထားတဲ့အခန်းထဲကိုကြည့်လိုက်ပြီးစိတ်ထဲမှတ်ထားလိုက်တယ်။ညရောက်တော့အဲ့ဒီခန်းကိုစိတ်ကူးလိုက်တာနဲ့ချက်ချင်းရောက်သွားတယ်။သူလည်းတစ်ခေါက်ပြီးတစ်ခေါက်သွားပြီးပတ်စံတွေသွားယူခဲ့တယ်။အခုဆိုရင်သူ့အခန်းထဲမှာပတ်စံတွေထားစရာနေရာမရှိတော့ဘူး။နှစ်နှဲငယ်ကြာလာတဲ့အခါမှာတော့သူ့ရဲ့ကိုယ်ပိုင်အခန်းကြီးထဲမှာကဘာရက်ရက်ကပတ်စံမျိုးစုံနဲ့ပြည့်နေပြီ။ဗနိုင်ငံကပတ်စံအတွက်မဆိုပူစရာမလိုတော့ပါဘူး။အခန်းထဲမှာလည်းကဘာရက်ရက်ကနာမည်ကြီးနေရာတွေအပြည့်ကတ်ထားတယ်။သွားခြင်းတဲ့နေရာကိုကြည့်လိုက်ရုံနဲ့ချက်ချင်းရောက်သွားတယ်။မနက်ပိုင်းမှာပစိဖိတ်သမုဒ္ဒရာထဲမှာလှိုင်းစီးနေပြီးညနေဆောင်ကြတော့အီဂျစ်ပဲရမေကြီးပေါ်မှာကော်ဖီသွားတောက်တယ်။အဲ့လိုဆွဲမျိုးရရင်ဘာလို့ချင်တယ်လဲပြောခဲ့ပါအောင်နော်။